မင်္ဂလာပါကျွန်တော်နာမည်ကတော့ကျော်တရားဖြစ်ပါတယ်ကျွန်တော်ဒီနေ့စာအုပ်လေးတစ်အုပ်နဲ့မိတ်ဆက်ပေးကြလို့ပါအဲ့ဒီစာအုပ်လေးကတော့ကျွန်တော်တို့ရှားကြီးဥနုရေးထားတဲ့ငရဲဆိုတာဂျုံနဲ့လားပြုံးဆိုတဲ့စာအုပ်လေးပါဘာလို့ဒီစာအုပ်လေးကိုဖတ်သိချင်တာလဲဆိုတော့လူငယ်တွေအတွက်ပေါ့လေလူငယ်တွေလူလက်ပိုင်းတွေအတွက်စီးပွားရေးပဲကျွန်တော်တို့ဘဝပဲရှာနေရရှိတယ်တချို့ကိစ္စတွေကြောင့်ဒီဘာမှစောင်းရင်မဖတ်ဖြစ်ဘူးပေါ့လေဒီမှာအရာတစ်ခုခုကိုလေးနဲ့မထားဖြစ်တာလည်းရှိတယ်အဲဒီအတွက်ကျွန်တော်ဒီစာအုပ်လေးကိုဖတ်စီချင်ပါတယ်ဖတ်စီချင်တယ်ပြီးတော့ social ကိုလည်းလူခေတ်လူငယ်နောက်ပိုင်းက social ပဲတောက်လျှောက်ပဲဖုံးမယ်သုံးနေကြတယ်စာပေကိုတိတ်ပြီးတော့မတော်ဘူးလားလို့လည်းကျွန်တော်မြင်မိပါတယ်အဲကြောင့်မလို့စာပေကိုလည်းများများဖတ်သိချင်တဲ့အတွက်ဒီစာအုပ်လေးကိုညွှန်ပြရခြင်းဖြစ်ပါတယ်ပြီးတော့ဒီစာအုပ်လေးကိုဖတ်တဲ့အကျိုးကျေးဇူးတွေအများကြီးရပါဘာရမလဲဆိုတော့ကျွန်တော်တို့မြန်မာလူမျိုးဗုဒ္ဓဘာသာတွေပေါ့ဗုဒ္ဓဘာသာမျိုးဖလာကြီးရှိတယ်ဒီမှာအများကြီးရှိကြပါတယ်အဲ့ဒါတွေကိုလည်းကျွန်တော်သိသိချင်လို့ပါတော့ဆိုကျွန်တော်လည်းအတိုင်းပဲငငယ်ကအဖေကဗုဒ္ဓဘာသာအမေကဗုဒ္ဓဘာသာအဖိုးကဗုဒ္ဓဘာသာအဖွားကဗုဒ္ဓဘာသာအဲ့လိုဗုဒ္ဓဘာသာနဲ့ရှင်ကုကုဆိုကတော့ရတယ်နဲ့ဘာဆိုတော့အတိအကျမသိခဲ့ဘူးသိလားအဲ့လိုအတိအကျမသိကြတော့ကျွန်တော်တို့လွတ်ရှင်ရည်လုပ်တဲ့အဲ့ဒီအတွက်မျိုးဖလာကြီးကိုကျွန်တော်မျိုးဖလာနေပြီးတော့တဆင့်ပေါ့နည်းနည်းတက်စီခြင်းနဲ့ပေါ့ယုံကြည်တောက်ဝင်တဲ့အထီးပေါ့မျိုးဖလာကြီးမသွားပါနဲ့ပေါ့ယုံကြည်တောက်ဝင်ရမယ်ဆိုတဲ့အဆင့်ကြောင့်သွားကြည့်တဲ့ဆန္ဒကြောင့်ဂျာကြီးဦးနုရဲ့ငယ်ဆိုတာဂျူနေလာပြုဆိုတဲ့စာအုပ်လေးကိုကျွန်တော်တန်းညွန်ပါတယ်ဖတ်ပါလို့လူငယ်တွေလူလက်တွေအားလုံးဖတ်သိချင်ပါတယ်ပြီးတော့ဒီတည်းကကျွန်တော်ဂျာကြီးဦးနုရဲ့စာမျက်နှာ40ကမျိုးဖလာဗုဒ္ဓဘာသာဆိုတဲ့စာပိုင်လေးကိုလည်းဖတ်ပြစီချင်ပါတယ်နားဆင်ပေးပါဦးစာမျက်နှာလေးတွေပါပါတယ်မျိုးဖလာဗုဒ္ဓဘာသာတဲ့ယခုကျွန်တော်ဖော်ပြခဲ့သည့်အချက်များကိုကျွန်တော်ကိုယ်တိုင်တော့တော်ကြီးယူလားမြောက်လာသည့်အထိမသိခဲ့ရပါဘူးဒီလိုမှမသိခဲ့ရသည့်အတွက်ကျွန်တော်တို့သည်မျိုးဖလာဗုဒ္ဓဘာသာဝင်တဦးဖြစ်တော်ညာလေပြည့်ဝသောဘဝတစ်လျှောက်ဖရာတရားတန်ခါတို့နှင့်အတော်ဝခဲ့ရသည်ဤသို့ဝခဲ့ရသည့်အတွက်မြတ်စွာဘုရား၏အဆုံးအမတွေထဲတွင်အနေတကအနည်းဆုံးအဆုံးအမကလေးကိုတောင်မှကျွန်တော်နောက်ထောင်နိုင်ခဲ့ပါမြတ်စွာဘုရားကသူများ၏အသက်ကိုမတည့်ရဟုတားမြစ်ထားတော်မူတော်လဲကျွန်တော်သည်သူများအသက်ကိုတတ်ခဲ့သည်သူများ၏ဥစ္စာကိုမခိုးရဘူးဟုတားမြစ်ထားတော်မူတော်လဲကျွန်တော်ကာမမှာမှားစွာကျင့်ခဲ့တယ်လိမ်မပြောရဟုတားမြစ်ထားတော်လဲကျွန်တော်လိမ်ပြောခဲ့သည်တေးရဲ့မတော့ရဘူးဟုတားမြစ်ထားတော်လဲကျွန်တော်တေးရဲ့ကိုတောက်ခဲ့သည်ဤမြတမကသည်ဘုရားဟောတော်မူသည့်တန်တရားဆိုတာမရှိဘူးလူသေးလင်အဲ့ဒီလူအတွက်ကိစ္စကြီးရပဲဒီလူဟာဘာမှပြန်မဖြစ်တော့ဘူးဟုယူလေယုံကြည်ခဲ့ဘူးပါရံခါပြန်ကြတော့လေတကိုယ်လုံးကြီးမားသည့်ပုဂ္ဂိုလ်ကြီးတူကဒီကမ္ဘာလောကကြီးနှင့်တတ္တဝါတွေကိုဖန်ဆင်းထားသည့်ဆိုဒီမှာဟုတ်များဟုတ်နေမလားဟုယူလေယုံကြည်မိသည်သို့တော့ကျွန်တော်ဒီကံအားလျော်စွာဖရာတရားတန်ခါနှင့်အတင်းနီးကပ်လာသည့်အခါယခုဖရာစကားတော်ကိုနားမထောင်ပဲကျွလွန်မိခဲ့သည့်အကုသိုလ်ကံများကိုပြန်လည်တွေးမိတိုင်းကျွန်တော်ဒီပြန်မပြောပြနိုင်အောင်ထိတ်လန့်တုန်လှုပ်လျက်ရှိပါသည်အထူးသဖြင့်ငှက်များပြစ်ခတ်စားတော့ခဲ့သောအကုသိုလ်များနှင့်ကျွန်တော်တို့အိမ်ဝင်းထဲကိုဝင်လာသောပိုင်ရှင်ရှိသောဘဲကြက်များကိုတက်ဖြတ်စားတော့ခဲ့သောအကုသိုလ်များကိုတွေးမိတိုင်းထိတ်လန့်တုန်လှုပ်သောစိတ်တွေကြောင့်ရံခါရင်တွေလေးပြီးအသက်ရှူရအတော်လေးခက်နေသည်ကိုလည်းတွေးခဲ့ရဘူးပါသည်ရံခါညဘက်တွင်တေးနိုးပြီးဒီအကုသိုလ်တွေကိုစဉ်းစားမိရင်အိမ်မပျော်တော့ပဲ
မျက်လုံးကြောင်နေသည်ကိုလည်းကြုံခဲ့ရပါသည်ဤအကုသိုလ်များကိုယခုကဲ့သို့ကြောက်လန့်သည့်အတွက်နောင်ကိုထိုအကုသိုလ်များအားမကျူးလွန်တော့ပါဟုမြတ်စွာဘုရားရုပ်ပွားတော်ရှိမှာဘယ်လိုပင်တောင်းပန်စေကောင်မူကျူးလွန်ခဲ့မှုသည့်အကုသိုလ်များ၏အပြစ်များမှာပျောက်သွားမည်မဟုတ်ပါကလျာဏံဝါကောင်းသည်လည်းဖြစ်စေပကပကံဝါမကောင်းသည်လည်းဖြစ်စေယံကမံအကျင့်ကံကိုဂရိတာမိတတကမ္တာထိုကောင်းမှုကံမကောင်းမှုကံဤဒါယတော်ကောင်းမွေခံစိုးမွေခံသည်ဘဝိတာမိဖြစ်ရအံ့ဟုမြတ်စွာဘုရားဟောကြားထားတော်မူသည့်တရားတော်အရမည်သူမဆိုကောင်းသောကံကိုလုပ်လျင်ကောင်းမွေခံရမည်ဆိုးသောကံကိုလုပ်လျင်ဆိုးမွေခံရသည်မြတ်စွာဘုရားသည်သင်ဟာဘယ်ဟာသည်ကောင်းသောကံဖြစ်သည်၎င်းကံများကိုလုပ်ကြဘယ်ဟာသည်ဆိုးသောကံဖြစ်သည်၎င်းကံများကိုရှောင်ကြဟု၍လမ်းပြယုံသာပြနိုင်သည်ဆိုးသောကံများကိုကျူးလွန်သူများအားအပြစ်များမှလွတ်မြောက်အောင်မတတ်နိုင်ပါဤအပြစ်များကိုကြောက်ပြီးတကယ်တမ်းလွတ်ရှင်ကြသူများအတွက်လွတ်နိုင်သည့်လမ်းတစ်လမ်းသာရှိသည်ထိုလမ်းမှာတခြားမဟုတ်မြတ်စွာဘုရားဟောကြားတော်မူသည့်အတိုင်းအရဟံမဖို့ရအောင်ကျင့်ရသည့်လမ်းပင်ဖြစ်သည်အရဟံမဖို့ကိုရပြီးပြိဋိဘံပြုနိုင်မှသာဤအပြစ်များမှလွတ်မည်ပြိဋိဘံမပြုနိုင်ဘဲတန်တရားထဲမှကျင်လည်နေရအောင်မယ်ဆိုလျှင်ဤအပြစ်များကဘယ်နည်းနဲ့မှမလွတ်နိုင်အပြစ်ခံရသည်လဲလောကီအပြစ်တွေကိုခံရတယ်လို့မဟုတ်ပါလောကီမှာပိုင်ရင်ရှိသည့်တိရစ္ဆာန်များကိုတတ်မိ၍အပြစ်ရလျင်ဓာငွေပေးုံလောက်နှင့်အပြစ်ကလွတ်နိုင်သည်ကျွဲသားကိုခိုးသက်၍အပြစ်ခံရလျင်2 နှစ် 3 နှစ်ထက်ပိုပြီးထောင်အရှမခံရပါလူတယောက်ကိုတတ်မိလျင်လည်းအလွန်ဆုံးကျိုးတစ်ချောင်းကျိန်တာကျိုးတစ်ကျိန်တာပေးခံရသည်ဇောတိကလောင်းလျာကြံတစ်ချောင်းကိုလှူမိယုံဖြင့်ဘဝပေါင်းများစွာမှာအလွန်ကြီးမားသောတထေးကြီးတွေအကျင့်ပေါင်းများစွာဖြစ်ခဲ့ရသည်နောက်ဆုံးဘဝမှာဇောတိကတထေးကြီးလည်းဖြစ်ဖျားနှင့်တွေ့ပြီးယဟန်ဖြစ်သွားသည်အသေနတိကောသလမင်းကြီး၏မိဖုရားကြီးမာလိကာလောင်းလျာဟာဘဝတစ်ခုမှာဧည့်သည်ကျွေးဖို့အိမ်မှာမွေးထားသောစိတ်အကောင်ကိုတတ်ခဲ့ဘူးသည်ထိုအကုသိုလ်ကြောင့်ထိုဘဝကသေလွန်သောအခါငရဲကြရသည်ငရဲမှာနှစ်ပေါင်းတောင်းပေါင်းများစွာခံရသည်ငရဲမှလွတ်လာသည့်စိတ်သက်ခဲ့သည့်အကုသိုလ်များမကုန်ကြသေးကျန်နေသေးသည်အဲ့ဒီအကုသိုလ်အကျွင်းကြံကလေးကြောင့်စိတ်မှရှိသည့်အမွေအလုံးနှင့်အမျှဘဝပေါင်းများစွာမှာစိတ်မကဲ့သို့လေလီးပြီးအသက်ခံခဲ့ရလေသည်ဤငရဲဆိုတာဂျုံနေလားပြဝိထုကိုဖတ်ရသူများမှာအကုသိုလ်များကိုထိတ်လန့်ကြောက်ရွံ့သောစိတ်များနှင့်တန်တရားဝဆင်းရဲမှလွတ်မြောက်စေနိုင်သောမဉ္ဇဉ်ဖူဉ္ဇဉ်များကိုလိုချင်သည့်တမဆန္ဒများကောင်းစွာပေါ်ပေါက်လာကြပါစေဟုသောစေတနာဖြင့်ကျွန်တော်စွမ်းအားရှိသရွေ့ဤဝိထုကိုရေးသားထားပါသည်ဤငရဲဆိုတာဂျုံနေလားပြဝိထုကိုဖတ်ကြရသောမမြဤသမီးမိဆန်းသားကြီးဖိုးထိုက်သားငယ်ဖိုးအောင်သမီးတန်းတန်းသမီးငယ်ရှူရှူမြေရှိကြီးပြုံးတို့မှစ၍စာဖတ်ပိဋကတို့သည်မိမိတို့တဏ္ဍ၌ဖြစ်စေဖြစ်ပြီးဖြစ်ကုန်သောအကုသိုလ်တို့ကိုပယ်နိုင်အောင်တော်၎င်းနှင့်မိမိတို့တဏ္ဍ၌ရှေးဖို့တွင်ဖြစ်လက်တန့်ကုန်သောအကုသိုလ်တရားတို့ကိုယခုကစပြီးဘဝဆက်ဆက်တယံတစစ်မြမိမိတို့တဏ္ဍမှာမဖြစ်ပေါ်လာရန်တားမြစ်ပိတ်ပင်တုတ်ပင်ရှင်းလင်းပြစ်နိုင်အောင်၎င်းမသုံးမိမိတို့တဏ္ဍ၌မဖြစ်ဘူးသေးသောကုသိုလ်တရားတို့ကိုမိမိတို့တဏ္ဍ၌ဖြစ်ပေါ်လာအောင်၎င်းလေးမိမိတို့တဏ္ဍ၌ဖြစ်ပြီးဖြစ်စေဖြစ်ကုန်သောကုသိုလ်တရားတို့ကိုမြဲမြဲခိုင်ခိုင်သောဖြစ်သို့
ရောက်၍လွန်စွာကြီးပွားများပြားလာအောင်၎င်းကိုယ်စွမ်းရှိသမျှဉာဏ်စွမ်းရှိသမျှကြိုးစားအထောက်နိုင်ကြပါစေတော့22ရက်10လပိုင်း1963မောင်နုတဲ့ဆရာကြီးဦးနုအဲ့တော့ရေးထားပါဘောလေဒီစာလေးကိုဖတ်သိကြပါလေလူငယ်တွေလူလက်တွေကျွန်တော်တို့မျိုးဖလာတွေမျိုးဖလာပေါ့လူငယ်တွေအားလုံးဖတ်သိချင်ပါတယ်ဒီစာကိုဖတ်ပြီးမျိုးဖလာကနေပြီးတော့ကျွန်တော်တို့အများကြီးယုံကြည်တက်ဝင်တဲ့အထိဖြစ်သွားနိုင်မှာမျိုးဖလာကတော့ကျွန်တော်တို့အများကြီးရှိတယ်လေအားကြောင့်မလို့မျိုးဖလာလည်းဖြစ်ပြီးတော့ social ကိုလည်းအများကြီးမသုံးသိချင်တဲ့ဆန္ဒလည်းပါပါတယ်လူငယ်လက်တွေကိုစာပေများများလည်းအားတဲ့ရှင်လေးပေါ့ကျွန်တော်ပိတ်ပင်တော့အားလက်ရှင်လေးဖတ်သိချင်တဲ့အတွက်စာအုပ်လေးကိုဖတ်ပါလို့ကျွန်တော်တိုက်တွန်းနေဒီကွက်ရှော့ပါတယ်ကျေးဇူးတင်ပါတယ်အားလုံး